အဖြူအောင်ကားမက်အောင်ကားဝင်ကျုံးတာအဖုံးကြီးအောင်မကားရက်အဲ့ဖုံးကကားရတာဟုတ်လားတွေ့လားခတ်တယ်နဲ့ကိုခတ်တယ် မောင်းတာကျန်းတယ် ပုံးတယ် ဖုံးကပုံနေရကားရရင်ထွက်ပြီးဟိုးဘက်ကားဝါကြီးရောသွားပုံတာဖုံးရဲ့အေးထွက်ပြေးဖို့လောက်တာရော ထွက်ပြေးရ ထွက်ပြေးရဟုတ်တာလေဟိုမှာဒီမှာဟဲ့လေဒီကအနဲ့အောင်ဝင်ကျုံးတာကွာဝင်ကျုံးပြီးထွက်ပြေးဖို့လောက်တာကွာဒီလားဖုံးကြီးအဲ့ဒါဖုံးကြီးထွက်ပြေးဖို့လောက်တာလားဟုတ်ပါဘူးအဲ့ဖုံးကြီးကတော့တောင်မောင်းတဲ့လူရှိရနော် မဟုတ်ဖုံးကြီးနှစ်ပါးတပါးထွက်တယ်တပါးမမောင်းတာဘူး တပါးမောင်းတာလားမောင်းလို့ထွက်တယ်အဲ့ကဘယ်မောင်းမလားဘယ်မောင်းဆိုအဲ့ဖုံးမောင်းတာလေ အဲ့ဖုံးမောင်းတာလားဖုံးကြီးကထွက်ပြေးဖို့လောက်တာကြည်အောင်ဖုံးကလည်းတော်တော်ချင်းနေဆိုးဆိုးပဲမင်းတို့လမ်းထဲမှာကွာအေးကွာဘာလို့လဲသိရလားအချိန်နဲ့တိုက်ပြီးတော့ထွက်ပြေးဖို့လောက်တာအဲ့လိုမျိုးတော်တော်ဆိုးဆိုးပဲမဖုံးမောင်းတာမဟုတ်ဘူးကိုဆိုင် ဒီလေဘယ်မောင်းဆိုတော့ဖုံးမောင်းတယ်ညာမောင်းဆိုရင်ဒီမောင်းတာပေါ့ဖုံးလိုလည်းမျိုးထိုးပြီးပြောနေတာကိုဆိုင်အဲ့ဒါဖုံးမောင်းတာလားမသိဘူးနော် အဲ့လေ ဖုံးရမောင်းပြီးတော့ထွက်ပြေးဖို့လောက်တာပါတော့ကျမလေးတပါးကိုနော်ဘာလို့မလဲကန်းတော့ထွက်နေ ဟမ် ဟိုတပါးလေးပုံးနေ ဖုံးနေဟိုအေးကားဝိုင်ရဲ့နောက်မှာတပားရှိနေအဲ့ဖုံးကပုံးနေလုံးဝထွက်မလာဘူးဖုံးဆိုဦးစိမ်းရွယ်တော့ပေါ့လူတော်မောင်းတာလည်းမသိဘူးကွယ်အင်းတော်မှာပဲခန်းထဲကနေရို့လို့တိုက်တယ်ကြလို့ထွက်လာတာငါကားထိသွားပြီလားငါလန့် အချိန်ပိုင်းဘိုးရဲနေပါဘူး ကျမတို့ဖုံးကတော့ပြန်ကားကိုလုံးဝစကေးကိုတော့သူက တော့ရောခဏဖြစ်နေ အေးလို့လူတော်မောင်းလေးဒီမှာကြည့်ကိုလမ်းကွာအဲ့လောက်ကြီးလေလမ်းကြီးကရှင်းနေရတယ်မဟုတ်ဘူးဒီလမ်းကအဲ့လိုမျိုးအများရှုပ်တယ်ကွာအောက်မှာစားတောင်းဆိုင်နေတယ်အဲ့ဒါကိုဘယ်လိုမောင်းလဲဆိုတော့ကျမတို့အခုမှခေါင်းထူသွားနေတယ်နော်ကိုစားအောင်ပါကိုကားနဲ့ရောကားနဲ့ရောရတက်တက်ကြီးခံလိုက်ရနှစ်မျိုးကိုကောင်းတယ်မဒီကားနဲ့ရောကွာကန်ဆိုးတော့သူရက်နေရအောင်အဲ့ကားနဲ့ရောပိုင်ရက်ပမာလည်းမသိဘူး အဲ့ဒီမေးရတာ ဟုတ်လားအဲ့ဒီမေးပိုင်နေ ဒီမိုင်းအဲ့နဲ့ရောအဲ့နောက်အမြင်ရှိတယ်နော်ကြေကွဲကားနဲ့ရောကြေကွဲပဲ